အားလုံးပဲမင်္ဂလာပါဒီနေ့ Unit 7 Pollution အခန်းကိုတို့ဆက်ကြမယ်နော် Pollution ဆိုတာကတော့သူကညစ်ညမ်းခြင်းဆိုတဲ့အဓိပ္ပာယ်ရှိတယ် noun အမျိုးအစား a hazard to our environment hazard ကအန်ဒီရဲ့ noun အမျိုးအစားပဲ hazard ဆိုတဲ့စလုံးကသူ့ရဲ့အနောက်မှာ to လိုက်တယ်ပေါ့နော်အဲဒီနေရာမှာ to ကိုအတွက်လို့ဘာသာပြန်ရမယ် a hazard to our environment ကျွန်တော်တို့ပတ်ဝန်းကျင်အတွက်အန်ဒီရဲ့ဆိုတဲ့အဓိပ္ပာယ်နော်ညဉ့်ညမ်းခြင်းဟာကျွန်တော်တို့ပတ်ဝန်းကျင်အတွက်အန္တရာယ်တစ်ခုဖြစ်ပါတယ်လို့ပေးတာပါเนาะခေါင်းစဉ်လေးကို Our way of life has caused many serious environmental problems such as global warming and climate change. Our way of life ကျွန်တော်တို့ရဲ့ဘဝနေထိုင်မှုပုံစံ has caused ဖြစ်စေတဲ့ many များပြားသော serious ပြင်းထန်သော environmental ပတ်ဝန်းကျင်ဆိုင်ရာ problems ပြဿနာတွေကျွန်တော်တို့ရဲ့ဘဝနေထိုင်မှုပုံစံကများပြားပြင်းထန်လာတဲ့ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကိုဖြစ်စေတယ် such as တလိုမျိုးကဲ့သို့ global warming ကမ္ဘာကြီးပူနွေးလာမှုနဲ့ and climate change ရာသီဥတုပြောင်းလဲမှုကမ္ဘာကြီးပူနွေးလာမှုနဲ့ရာသီဥတုပြောင်းလဲမှုတွေလိုမျိုးပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကိုဖြစ်ပေါ်စေပါတယ်အဲ့တော့တခြားတို့နေနေတဲ့ပုံစံတွေကကမ္ဘာကြီးကိုပြဿနာတွေအများကြီးဖြစ်စေတယ်ပေါ့နော် As a result the world's ecosystems are changing faster than ever before. As a result, ဒါကြောင့် the world's ecosystem ကမ္ဘာကြီးရဲ့ခေတ်စနစ်တွေက are changing faster ပုံမလျင်မြန်စွာပြောင်းလဲနေပါတယ် than ever before ခါတိုင်းထက်ပိုပြီးတော့အရင်ထက်ပိုပြီးတော့ပုံမလျင်မြန်စွာပြောင်းလဲနေပါတယ် Take a moment and look at our surroundings. Take a moment ဆိုတာအချိန်တစ်ခုယူပြီးတော့ and look at ကြည့်လိုက်ပါOur surrounding ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ The air we breathe ကျွန်တော်တို့ရှူနေတဲ့လေ The water we drink ကျွန်တော်တို့တောက်နေတဲ့ရေနဲ့ and the land we live on ကျွန်တော်တို့နေထိုင်ရာကုန်းမြေကိုကြည့်လိုက်ပါ Millions of people are now inhaling polluted air လူသန်းပေါင်းများစွာကအခုချိန်မှာ inhaling ဆိုတာရှူနေရတယ် polluted air ညစ်ညမ်းနေတဲ့လေကိုရှူနေရတယ် Drinking impure water မတန့်စင်တဲ့ရေတွေကိုတောက်နေရတယ်and consuming contaminated foods consuming ကဒီနေရာမှာအင်္ဂလိပ်လို eating လို့ပြောချင်တာเนาะစားသုံးနေရတယ်လို့ပြောတာ contaminated ကတော့သူ့ကိုအင်္ဂလိပ်လိုပြောရမယ်ဆိုရင် polluted ပေါ့เนาะညဉ့်ညမ်းနေသော food ကအစားအသောက်တွေညဉ့်ညမ်းနေတယ်ဆိုတာအစိတ်အတောက်တွေပါဝင်နေတယ်လို့ပြောချင်တာဖြစ်တယ်အဲ့တော့ညဉ့်ညမ်းနေတဲ့အစားအသောက်တွေကိုစားသုံးနေရပါတယ် This means that we are experiencing many environmentally hazardous conditions ဒါဟာဆိုလိုပါတယ်တဲ့ we ကျွန်တော်တို့တွေက are experiencing တွေ့ကြုံခံစားနေရတယ် many environmentally ပတ်ဝန်းကျင်ဆိုင်ရာ hazardous က hazard ရဲ့ adjective အမျိုးအစားပေါ့နော်အန္တရာယ်ရှိသောဆိုတဲ့အဓိပ္ပာယ်ရှိတယ်အင်္ဂလိပ်လိုပြောရရင်တော့သူက dangerous ဖြစ်တာပေါ့နော် conditions ကအခြေအနေများပြားလာတဲ့အန္တရာယ်ရှိတဲ့ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေတွေကိုကျွန်တော်တို့တွေတွေ့ကြုံခံစားနေရပြီလို့ဆိုလိုတာဖြစ်ပါတယ် These issues are a result of pollution issue ကအင်္ဂလိပ်လိုဆိုရင်သူက matters လို့ပြောတာเนาะအကြောင်းအရာကိစ္စနောက်တစ်မျိုးကသူက problem ဆိုတဲ့အဓိပ္ပာယ်လည်းသူ့မှာရှိတယ်ပြဿနာလို့လည်းဘာသာပြန်လို့ရတယ်ဒီကိစ္စရက်တွေဟာဒါမှမဟုတ်ဒီပြဿနာတွေဟာ are a result of pollution လေတို့ညဉ့်ညမ်းခြင်းရဲ့ရလဒ်တစ်ခုဖြစ်ပါတယ်ညဉ့်ညမ်းခြင်းကြောင့်ဖြစ်လာတဲ့ရလဒ်တွေပေါ့နော်ဒီပြဿနာတွေကပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကိုပြောတာပေါ့နော် which is now seen as a major hazard to our environment which အဲ့ဒီညဉ့်ညမ်းခြင်းဆိုတာတဲ့ is now seen အခုချိန်မှာတွေ့မြင်နေရပြီ as a major hazard အဓိကအန္တရာယ်တစ်ခုအဖြစ် to our environment ကျွန်တော်တို့ပတ်ဝန်းကျင်အတွက်အဓိကအန္တရာယ်တစ်ခုအဖြစ်မြင်တွေ့နေရပါတယ် A link between pollution and the greenhouse effect link ချိတ်ဆက်မှု pollution ညဉ့်ညမ်းခြင်း and the greenhouse effect ဖန်လုံအိမ်သက်ရောက်မှုဖန်လုံအိမ်သက်ရောက်မှုနဲ့ညဉ့်ညမ်းခြင်းကြားတဲ့ကချိတ်ဆက်မှုတစ်ခု pollution is directly linked to the greenhouse effect pollution ညဉ့်ညမ်းခြင်းသည် is directly linked ဓာတ်ရိုက်ချိတ်ဆက်နေပါတယ် to the greenhouse effect ဖန်လုံအိမ်သက်ရောက်မှုနဲ့ဓာတ်ရိုက်ချိတ်ဆက်နေပါတယ် which is ၎င်းသည် actually အမှန်တကယ်ကို responsible for တာဝန်ရှိနေတဲ့ life သက်ရှိလောကအတွက် on earth ကမ္ဘာမြေကြီးပေါ်မှာရှိတဲ့သက်ရှိလောကတစ်ခုလုံးအတွက်တာဝန်ရှိနေသောဖန်လုံအိမ်သက်ရောက်မှုတွေနဲ့ညဉ့်ညမ်းခြင်းဟာချိတ်ဆက်မှုရှိနေပါတယ်
The Earth's atmosphere contains some minor gases. ကမ္ဘာကြီးရဲ့လေထုထဲမှာပါဝင်နေပါတယ်တချို့သော minor gases အသေးစား gas တွေပေါ့နော်အရေးသိမ့်မပါတဲ့ဓာတ်ငွေတွေပေါ့ such as ဥပမာ carbon dioxide methane nitrous oxide ozone fluorinated compounds and water vapor အဲ့ထဲမှာပါဝင်နေတာ carbon dioxide တွေပါမယ် methane nitrous oxide ozone နဲ့ fluorinated compound ဆိုတာကသူက having added fluorine ဆိုတဲ့ပဲ fluorine ဓာတ်ငွေတွေပါနေတာကိုပြောချင်တာ fluorine ဓာတ်ငွေတွေပါနေသော compound drop ပေါင်းတူကြီးပေါ့နော် and water vapor ရေငွေတွေရှိမယ် These gases are called ဒီဓာတ်ငွေများကိုခေါ်ပါတယ် greenhouse gases greenhouse ဓာတ်ငွေတွေလို့ခေါ်ပါတယ် because ဘာကြောင့်လဲဆိုတော့ they operate like the glass of a greenhouse သူတို့တွေကဖန်လုံအိမ်တစ်ခုရဲ့ဖန်သားကဲ့သို့လှုပ်ဆောင်တဲ့အတွက်ကြောင့်သူ့ကိုခေါ်တာပါတဲ့အဲ့ညမှာတို့တွေဖန်လုံအိမ်ဆိုတာဘာကိုပြောရလဲဆိုတော့တချို့အပင်လေးတွေကိုဒီဖန်ချက်တွေဖန်အမိုးတွေနဲ့တိဆောက်ထားတဲ့အဆောက်အဦထဲမှာထည့်ပြီးတော့စိုက်ပျိုးကြတယ်ပေါ့နော်အဲ့ဒါကဘာအတွက်လဲဆိုရင်အပင်တွေကိုမလိုအပ်တဲ့ရေတွေမလိုအပ်တဲ့လေဓာတ်တွေပြီးတော့သူကအလင်းရောင်တွေကိုစစ်ထုတ်ပေးနိုင်မှုအတွက်ကာဗာပေးထားတဲ့ဖန်လုံအိမ်လေးပေါ့နော်အဲ့တော့အပြင်မှာထားမယ်ဆိုရင်မိုးတွေဘာတွေရွာတဲ့အခါကျရင်အပင်တွေကမလိုအပ်တဲ့ရေတွေရရှိပြီးတော့အပင်ရဲ့ကြီးထွားမှုနှုန်းကနှောင့်နှေးတာအပင်သေးတာလို့ဖြစ်မယ်နော်အဲ့လိုပဲလေဒဏ်ကိုလည်းအဆရှိတယ်ပေါ့နော်လေတိုက်တာပြင်းလို့ရှိရင်အပင်လေးတွေကသေသွားနိုင်အဲ့တော့ greenhouse ထဲမှာစိုက်ပြိုးတယ်ဆိုလို့ရှိရင်တော့ဒီလိုဒုက္ခတွေကနေကင်းဝေးတယ်ပေါ့နော်အဲ့တော့သူကလုံခြုံအောင်ထိမ့်သိမ်းပေးထားတဲ့အကာကိုပြောတာနော် greenhouse ကအဲ့တော့အခုဒိုးတွေရဲ့ဒီဓာတ်ငွေကဘလို့ဖြစ်လို့ greenhouse effect greenhouse gases လို့ခေါ်နေရလဲဆိုရင်တချို့တို့ကမ္ဘာမြေကြီးကနေထုတ်လွှတ်လိုက်တဲ့ဓာတ်ငွေတွေကကမ္ဘာရဲ့ဒီလေထုတွေကိုဝင်ရောက်သွားပြီးတော့ကမ္ဘာကြီးရဲ့အပြင်ကိုမထွက်ဘဲနဲ့အဲ့ဒီမှာရှိနေအဲ့တော့ဒီလေထုထဲမှာရှိနေတဲ့ဓာတ်ငွေတွေကတချို့တို့ကိုဖန်လုံအိမ်တစ်ခုကဲ့သို့ကာဗာကြီးပေးထားတယ်အဲ့ဒါဘာလို့ဖြစ်စေလဲဆိုရင်ကဘာတဲကိုဝင်လာတဲ့နေရောင်ကြီးအဲ့ဒီနေရောင်ကြီးကနေဖြစ်လာတဲ့အပူစွမ်းအင်ကကဘာရဲ့အပြင်ဘက်ကိုမထွက်နိုင်တော့ဒီဓာတ်ငွေတွေကြောင့်အပူစွမ်းအင်ကကဘာကြီးထဲမှာပဲအလုံးပိတ်မိနေတယ်အလုံးပိတ်မိနေတယ်ပေါ့နော်အဲ့အခါကျတော့ကဘာကြီးကပိုးမှုပြီးတော့ပူပြင်းလာတယ်ပူနွေးလာတယ်ဒီပြဿနာတွေဖြစ်လာတယ်နော်အဲ့တော့ဒီဓာတ်ငွေတွေဟာဖန်လုံအိမ်တစ်ခုကဲ့သို့ကဘာကြီးကိုအကာအကွယ်ပေးထားတဲ့အတွက်အကာအကွယ်ပေးတယ်ဆိုတာကောင်းတဲ့ဘက်ကတော့မဟုတ်ဘူးပေါ့နော်ဆိုးတဲ့ဘက်ကနေကာဗာလောက်ထားတဲ့အတွက်သူ့ကို greenhouse gases တွေလို့ခေါ်လိုက်တာဖြစ်တယ် In other words တနည်းအားဖြင့်ပြောရရင်နော် these gases act as a blanket in trapping some of the sun's heat and preventing it from escaping back to space တနည်းအားဖြင့်ဆိုရရင်တော့ဒီဓာတ်ငွေတွေကတဲ့ act ပြုမှုပါတယ် as a blanket စောင့်တထည်ကဲ့သို့ in trapping ပိတ်ထားတဲ့ some of the sun heat တချို့သောနေရဲ့အပူရှိန်တွေကိုပိတ်ထားတယ် and preventing it ပြီးတော့ကာကွယ်ထားတယ်တားထားတယ် from escaping back ပြန်လည်လွတ်မြောက်သွားခြင်းမှ into space ၎င်းကိုအာကာသထဲသို့ပြန်လည်လွတ်မြောက်သွားခြင်းမှတားထားပါတယ်ကာထားပါတယ်တဲ့အဲ့တော့နေအောင်နေဖြစ်လာတဲ့အပူစွမ်းအင်တွေကိုအပြင်ပြန်မထွက်အောင်ကာထားတယ်ပေါ့နော် In this way ဒီနည်းလမ်းနဲ့ပဲ the planet's temperature is kept at a safe level around 15.5 degrees Celsius planet ဆိုတာကျွန်တော်ရဲ့ကမ္ဘာကြီးကိုပြောတာကမ္ဘာဂျိုကြီးရဲ့အပူချိန်ကလည်းတဲ့ is kept အပူချိန်ကဘယ်လောက်ထိထိန်းသိမ်းထားခြင်းခံရလဲဆိုရင် at a safe level ဘေးကင်းတဲ့ level ဆိုရင်တော့သူက 15.5 degrees Celsius ဝန်းကျင်လောက်တော့ရှိတယ်ပေါ့နော် The problem is that ပြဿနာကတော့ the amount of greenhouse gases in the temperature in the atmosphere is increasing because of human activities အဲ့ဒါပြဿနာမဟုတ်သေးဘူးဒီ temperature ကိုထိန်းနိုင်နေဆိုပြဿနာမရှိသေးဘူးဒီ temperature ထက်ပိုမိုထိန်းလာပြီဆိုရင်တော့ဒါပြဿနာဖြစ်လာပြီเนาะ the amount of greenhouse gases အဲ့တော့ဖန်လုံအိမ်ဓာတ်ငွေတွေရဲ့ပမာဏတွေက in the atmosphere လေထုထဲမှာရှိတဲ့ဓာတ်ငွေတွေရဲ့ပမာဏတွေက is increasing တိုးလာနေတယ် because of human activity လူသားတွေရဲ့လှုပ်ဆောင်ချက်တွေကြောင့်တိုးလာနေပါတယ်ဓာတ်ငွေတွေတိုးလာမယ်ဆိုရင်နေရောင်ခြည်ကနေရရှိလာတဲ့အပူစွမ်းတွေကလည်းကမ္ဘာအပြင်ဘက်ကိုထွက်ဖို့ကပိုခက်ခဲလာမှာเนาะ As a result ရတဲ့အနေနဲ့ဒါကြောင့် the greenhouse effect is becoming stronger အဲ့တော့ဖန်လုံအိမ်တက်ရောက်မှုကလည်းပိုမိုပြင်းထန်လာတာဖြစ်တယ် and this in turn is making our planet warmer than usual အဲ့ဒါကဒီကိစ္စကြီးကပဲတဖန်ပြန်လဲပြီးတော့ကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးကို
ခါတိုင်းထပ်ပိုပြီးတော့ပိုမှုပူပြင်းလာအောင်လှုပ်ဆောင်နေခြင်းဖြစ်ပါတယ် Thus ဒါကြောင့် pollution is mainly responsible for many environmental problems ညဉ့်ညမ်းခြင်းကလည်းအဓိကတာဝန်ရှိလာပြီ for many environmental problems များပြားလာတဲ့ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကိုတာဝန်ရှိလာပါပြီ such as လိုမျိုး global warming and climate change ရာသီဥတုပြောင်းလဲမှုနဲ့ကမ္ဘာမြေကြီးပူနွေးလာမှုလိုမျိုးပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေအတွက်ညဉ့်ညမ်းခြင်းဟာအဓိကတာဝန်ရှိလို့လာပါပြီ Environmental pollution can be classified into 5 major types ပတ်ဝန်းကျင်ဆိုင်ရာညဉ့်ညမ်းခြင်းကိုအမျိုးအစား5မျိုးခွဲခြားနိုင်ပါတယ်တဲ့ Major type ဆိုတာကအဓိကအမျိုးအစား Air, water, soil, noise and light pollution ညဉ့်ညမ်းခြင်းပုံစံ5မျိုးလေညဉ့်ညမ်းခြင်းရေညဉ့်ညမ်းခြင်းမြေစီလွှာညဉ့်ညမ်းခြင်းအတန်ညဉ့်ညမ်းခြင်းနဲ့အလင်းရောင်ညဉ့်ညမ်းခြင်းတို့ပဲဖြစ်ပါတယ်တဲ့အဲ့တော့ပထမအဦးဆုံး air pollution ကိုသွားကြမယ် Air pollution can be defined as the introduction of harmful substances into the air လေထုညဉ့်ညမ်းခြင်းကိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်အဖြစ် as the introduction of harmful substances အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို into the air လေထဲသို့ introduction ဆိုတာဒီနေရာမှာပို့လွှတ်လိုက်တာပေါ့နော်ရောက်ရှိစေတာပေါ့လေထုထဲကိုအန္တရာယ်ရှိတဲ့ပစ္စည်းတွေကိုရောက်ရှိစေခြင်း It occurs due to human activities such as fuel burning and logging, farming, mining, manufacturing and construction of roads and buildings. It occurs IDA ကသူက air pollution ကိုပြန်ညွှန်းတာ၎င်းဟာ occurs ဆိုတာဖြစ်ပွားတယ် due to ကြောင့် human activity လူသားတွေရဲ့လှုပ်ဆောင်ချက်တွေကြောင့်ဖြစ်ပွားတာဖြစ်တယ် such as လိုမျိုး fuel burn နဲ့လောင်စာများကိုမီးရှို့ခြင်း logging ဆိုတာကသူကတစ်ထုတ်လုပ်ခြင်း farming ရာတော့လုပ်ငန်းတွေ mining မိုင်းတူးဖော်ခြင်း manufacturing ထုတ်လုပ်မှုလုပ်ငန်းတွေလုပ်ခြင်း and construction တည်ဆောက်ခြင်း of roads and buildings လမ်းတွေတရားတွေကိုတည်ဆောက်ခြင်းတို့စရှိသဖြင့်လူသားတွေရဲ့ human activity တွေကြောင့်ဖြစ်ပွားတာဖြစ်ပါတယ်အဲ့တော့ဒီလေထုတွေကိုဒီအန္တရာယ်ရှိတဲ့ပစ္စည်းတွေရောက်ရှိတယ်ဆိုတာကတဲ့ဒီလိုမျိုးဥပမာတွေပေါ့နော်လူသားတွေရဲ့လှုပ်ဆောင်ချက်တွေကြောင့်ရောက်ရှိခြင်းပဲဖြစ်ပါတယ်It can also be caused by natural events. ၎င်းကိုတဲ့တဘာဝဖြစ်ရပ်တွေကြောင့်လည်းဖြစ်စေနိုင်ပါတယ်။ such as လိုမျိုး wildfire တောမီးတွေနဲ့ and volcanic eruption မီးတောင်ပေါက်ကွဲခြင်းတွေလိုမျိုးတဘာဝဖြစ်ရပ်တွေကြောင့်လည်းညဉ့်ညမ်းခြင်းကဖြစ်စေနိုင်ပါတယ်။ All these sources of air pollution result in a rise in the amount of greenhouse gases. All these sources of air pollutionဒီလေထုညဉ့်ညမ်းရတဲ့အရင်းမြစ်တွေအားလုံးဟာ result in အဲ့ဒီမှာတို့ result in ကိုအင်္ဂလိပ်လိုနောက်တစ်မျိုးက cause လို့ပြောတာเนาะဖြစ်ပေါ်စေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပေါ်စေတယ်အဲ့တော့ဒီလိုဒီအရင်းမြစ်ဆိုတာကနှစ်ခုရှိရเนาะလူသားတွေရဲ့ human activity လှုပ်ဆောင်ချက်ရဲ့ natural event သဘာဝဖြစ်ရပ်တွေဒီကိစ္စနှစ်ရက်ကတဲ့ဒီလိုအရင်းမြစ်တွေကပေါ့เนาะလေထုညဉ့်ညမ်းခြင်းကိုဖြစ်ပေါ်စေတယ်ဆိုတာတဲ့လေထုညဉ့်ညမ်းခြင်းကိုဖြစ်ပေါ်စေတဲ့အရင်းမြစ်ဒီအရင်းမြစ်တွေကတဲ့ result in ဖြစ်ပေါ်စေပါတယ် a rise in the amount of greenhouse gases ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏမြင့်တက်ခြင်းကိုဖြစ်ပေါ်စေပါတယ် This leads to an increase in global temperature အဲ့မှာနောက်တစ်ခုထပ်မှတ်ရမှာက leads to ကလည်း causes ဆိုတဲ့အဓိပ္ပာယ်ရှိတယ် This causes လို့ပြောချင်တာเนาะဒီကိစ္စကြီးကဖြစ်ပေါ်စေတယ် an increase တိုးပွားလာမှု in global temperature ကမ္ဘာကြီးရဲ့အပူချိန်တိုးမြင့်လာမှုတွေကိုဖြစ်ပေါ်စေပါတယ် which brings about many environmental problems such as floods, acid rains and ozone depletion which brings အဲ့ဒီအပူချိန်မြင့်မားလာမှုတွေက brings about ဖြစ်စေတာပဲယူဆောင်လာတယ်ဆိုတာဖြစ်စေတာပဲMany environmental problems များပြားလာတဲ့ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကိုယူဆောင်လာပါတယ် such as လိုမျိုး floods ရေလွှမ်းမိုးမှုတွေ acid rain ရွာသွန်းမှုတွေ acid မိုးရွာသွန်းမှုတွေပေါ့နော် and ozone depletion ozone လျော့နည်းလာခြင်းလိုမျိုးတွေပြဿနာတော်တော်များများကိုယူဆောင်လာနိုင်ပါတယ်ကမ္ဘာကြီးပူနွေးလာလို့ရှိရင်ဒီလိုအန္တရာယ်တွေဖြစ်လာနိုင်တယ်နော်
With the rise in global temperature, the ice at the poles melts and sea levels rise, flooding many coastal regions and leading to loss of property and life. With the rise in global temperature, ကမ္ဘာကြီးရဲ့အပူချိန်မြင့်မားလာမှုနဲ့အတူ the ice at the poles ဝင်ရိုးစွန်းတွေမှာရှိတဲ့ရေခဲတွေက mass အရေးပြောတယ် and ပြီးတော့ sea levels rise ပင်လယ်ရေမျက်နှာပြင်ကမြင့်တက်လာတယ် flooding ရေလွှမ်းမိုးမှုတွေဟာ many coastal region များပြားလာတဲ့ကမ်းရိုးတန်းဒေသတွေမှာရေလွှမ်းမိုးမှုတွေဖြစ်ပေါ်စေတယ် and leading to ဖြစ်ပေါ်စေတယ် loss of property and life အသက်အိုးအိမ်စီးစိမ်များကိုဆုံးရှုံးပျက်စီးမှုတွေဖြစ်ပေါ်စေပါတယ် Acid rain is one of the consequences of air pollution acid မိုးဆိုတာကလေ one of the consequences ဆိုတာက results ကိုပြောချင်တာเนาะရလဒ်တွေပဲလေထုညဉ့်ဉန်းချင်းရလဒ်တစ်ခုဖြစ်ပါတယ်တဲ့လေထုညဉ့်ဉန်းချင်းကြောင့်ဖြစ်ပေါ်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်လို့သူကပြောချင်တာเนาะacid မိုးတွေဘာကြောင့်ရွာသွန်းတာလဲလေထုညဉ့်ဉန်းလို့ It occurs when smoke and fumes from traffic and factories mix with the water vapor in the atmosphere. It occurs ၎င်းဖြစ်ပေါ်တယ် when တော့အခါ smoke မီးခိုးတွေနဲ့ and fumes အခိုးအငွေ့တွေ from traffic ယာဉ်ကြောကနေထွက်လာတဲ့အခိုးအငွေ့တွေ and factory စက်ရုံတွေယာဉ်ကြောတွေကနေထွက်လာတဲ့မီးခိုးတွေနဲ့အခိုးအငွေ့တွေက mix with the water vapor ရေငွေ့တွေနဲ့ရောဆက်သွားတယ် in the atmosphere လေထုထဲမှာရှိတဲ့ရေငွေ့တွေနဲ့ရောဆက်သွားတဲ့အခါမှာလေထုညဉ့်ဉန်းခြင်းဖြစ်လာတာဖြစ်တယ် When this mixture အဲ့လိုမျိုးပြန်ပြောမယ်နော်လေထုထဲမှာရှိတဲ့ရေငွေ့တွေနဲ့စက်ရုံတွေရင်ကြောတွေကနေထွက်လာတဲ့အခိုးငွေ့တွေပေါင်းဆက်သွားတဲ့အခါမှာ acid rain တွေပေါ့နော်ဒီ acid မိုးတွေရွာသွန်းပါတယ် When this mixture falls back to the ground it harms not only humans and wildlife but also building ဒီအယောနောကြီးက falls back ဆိုတာပြန်ရွာကျတယ် to the ground မြေပြင်ပေါ်ကိုပြန်ရကြတဲ့အခါမှာတဲ့ it harms တဲ့၎င်းကအန္တရာယ်ရှိသွားပါပြီ not only humans and wildlife လူသားတွေနဲ့တောရိုင်းတိရစ္ဆာန်တွေကိုသာမက but also building အဆောက်အဦတွေအတွက်ပါအန္တရာယ်ရှိစေတယ် acid မိုးနဲ့ထိတွေ့ခြင်းခံရအဆောက်အဦတွေဆွေးမြေ့ပျက်စီးနိုင်တာပေါ့နော် The ozone layer is part of the Earth's atmosphere that protects the Earth from the harmful ultraviolet rays of the sun ozone layer ozone လွှာသည် is part of the Earth's atmosphere ကမ္ဘာကြီးရဲ့လေထုရဲ့အစိတ်အပိုင်းဖြစ်တယ် that အဲ့ဒီ ozone လွှာက protect ကာကွယ်ပေးထားတယ် the Earth ကမ္ဘာကို from the harmful အန္တရာယ်ရှိသော ultraviolet rays of the sun နေရဲ့ခရမ်းလွန်ရောင်ခြည်များကိုကာကွယ်ပေးထားတာဖြစ်တယ် ozone depletion occurs when some greenhouse gases like CFCs are released into the atmosphere ozone လွှာပါလာခြင်းညွန်နေလာခြင်းကလည်းဖြစ်ပွားပါတယ် when တော့အခါ some greenhouse gases like CFC လိုမျိုးတချို့သော greenhouse ဓာတ်ငွေ့တွေကိုလေထုထဲကိုထုတ်လွှတ်လိုက်တဲ့အခါမှာ ozone လွှာပါခြင်းတွေဖြစ်ပေါ်စေပါတယ် moreover ဒါအပြင် air pollutants can cause many severe health problems such as eye irritation, allergies, asthma and lung cancer ဒါအပြင်လေထုညဉ့်ဉန်းတဲ့အရာတွေကလေထုညဉ့်ဉန်းတဲ့ပစ္စည်းတွေက can cause ဖြစ်စေနိုင်တဲ့ many များပြားသော severe ပြင်းထန်သော health problem ကျန်းမာရေးပြဿနာတွေကိုဖြစ်ပေါ်စေတယ် such as လိုမျိုး eye irritation မျက်လုံးယားယံခြင်း allergies allergic ဖြစ်ခြင်းဓာတ်မတည့်မှုဖြစ်ခြင်း asthma ပန်းနာရင်ကျပ်ဖြစ်ခြင်းနဲ့ lung cancer အဆုတ်ကင်ဆာတွေကိုဖြစ်ပေါ်စေပါတယ် Water pollution is the addition of undesirable substances in water ရေထုညဉ့်ဉန်းခြင်းဆိုတာ the addition ပေါင်းစပ်နေခြင်းပါဝင်နေခြင်းပါ undesirable substances မလိုလားအပ်သောပစ္စည်းတွေ in water ရေထဲမှာပေါင်းစပ်ပါဝင်နေခြင်းဖြစ်ပါတယ် We use huge amounts of natural resources and produce too much waste like mining waste agricultural and industrial runoff and human and animal waste we use ကျွန်တော်တို့အသုံးပြုကြတယ် huge amounts of natural resources တဘာဝသယံဇာတ
မာဏအများကြီးကိုအသုံးပြုကြတယ် and produce too much waste စွန့်ပစ်ပစ္စည်းအမြောက်အများကိုထုတ်လုပ်ကြတယ် like ဥပမာ mining waste မိုင်းတွင်စွန့်ပစ်ပစ္စည်းတွေ agricultural စိုက်ပျိုးရေးနဲ့ and industrial runoff စက်မှုလုပ်ငန်းကဖောက်ချလိုက်တဲ့ရေဆိုးရေညစ်တွေ and human and animal waste လူသားတွေနဲ့တိရစ္ဆာန်တွေရဲ့စွန့်ပစ်ပစ္စည်းတွေပဲဖြစ်ပါတယ်။အဲ့ဒီအရာတွေကိုလူသားတွေကအလွန်အကျွံထုတ်လုပ်ပြီးတော့တဘာဝသယံဇာတတွေကိုလည်းပမာဏအများကြီးသုံးစွဲနေကြပါတယ်။ Water pollution occurs when these different types of waste are dumped into water bodies such as lakes, rivers, seas and oceans. ရေတို့ညဉ့်ညမ်းခြင်းဟာ occurs ဖြစ်ပွားတယ် when these different types of waste ဒီစွန့်ပစ်ပစ္စည်းအမျိုးအစားမျိုးစုံတို့ကို are dumped into စွန့်ပစ်လိုက်ကြတယ် in water body ရေတို့တွေတဲ့ကို such as တကယ်တော့လိုမျိုး lakes ရေကန်တွေ rivers မြစ်တွေ seas ပင်လယ်တွေနဲ့ and ocean သမုဒ္ဒရာတွေလိုမျိုးရေတို့တွေတဲ့ကိုစွန့်ပစ်လိုက်တဲ့အခါမှာရေတို့ညဉ့်ညမ်းခြင်းဖြစ်ပေါ်ပါတယ် Polluted water includes toxic chemicals, bacteria and parasites which can devastate the ecosystems of aquatic life. Polluted water ညဉ့်ညမ်းနေတဲ့ရေမှာ include ပါဝင်ပါတယ် toxic chemical အဆိပ်အတောက်ရှိတဲ့ chemical ဓာတ်တွေ bacteria တွေနဲ့ parasite ကပ်ပါးကောင်တွေပါဝင်နေပါတယ် which အဲ့ဒီအရာတွေဟာ can devastate ဆိုတာကအင်္ဂလိပ်လိုပြောရရင်တော့သူက ruin ဖြစ်တာပေါ့နော်ပျက်စီးစေတယ်ဆိုတဲ့အဓိပ္ပာယ် the ecosystem ဂေဟစနစ်တွေကို of aquatic life ရေထဲမှာနေတဲ့သက်ရှိတွေရဲ့ဂေဟစနစ်တွေကိုပျက်စီးစေနိုင်ပါတယ် Water pollutants also cause some harmful diseases such as dysentery, diarrhea, and cholera. Water pollutant ရေတို့ညဉ့်ညမ်းစေတဲ့ပစ္စည်းတွေဟာ also cause လဲဖြစ်စေနိုင်ပါတယ် some တချို့သော harmful diseases အန္တရာယ်ရှိတဲ့ယောဂါတွေ such as ဥပမာ dysentery ဝမ်းကိုက်ယောဂါ diarrhea ဝမ်းပြောင်ဝမ်းလျှောယောဂါနဲ့ and cholera ကာလဝမ်းယောဂါတွေကိုဖြစ်စေပါတယ် According to the United Nations Program UN ရဲ့အစီအစဉ်အရဆိုလို့ရှိရင် nearly 4,000 children die every day from drinking impure water နေ့စဉ်နေ့တိုင်းကလေးပေါင်း4,000 နီးပါးလောက်ဟာမတန့်စင်တဲ့ရေတွေကိုတောက်သုံးခြင်းကနေတဆင့်သေဆုံးနေကြပါတယ် Soil pollution မြေဆီလွှာညဉ့်ညမ်းခြင်း Soil pollution means the process of making the earth's topsoil contaminated with hazardous substances such as fertilizers, pesticides, and waste. Soil pollution means မြေတို့ညဉ့်ညမ်းခြင်းဆိုတာကတော့ the process ဖြစ်စဉ်မှာ of making the earth's topsoil ကမ္ဘာကြီးရဲ့အပေါ်ယံမြေဆီလွှာကို contaminated ညဉ့်ညမ်းစေတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ် with နဲ့ hazardous substances အန္တရာယ်ရှိတဲ့ပစ္စည်းတွေနဲ့ကမ္ဘာကြီးရဲ့အပေါ်ယံမြေဆီလွှာကိုညဉ့်ညမ်းစေတဲ့ဖြစ်စဉ်ဖြစ်ပါတယ် such as လိုမျိုး fertilizer မြေဩဇာတွေ pesticide ပိုးသတ်ဆေးတွေနဲ့ and waste စွန့်ပစ်ပစ္စည်းအညစ်အကြေးတွေလိုမျိုးအန္တရာယ်ရှိတဲ့စွန့်ပစ်ပစ္စည်းတွေနဲ့ညဉ့်ညမ်းစေခြင်းပဲဖြစ်ပါတယ် The excessive use of fertilizers and pesticides in agriculture leads to soil degradation. The excessive use ဆိုတာက excessive ဖြစ်တယ်ဆိုတာကသူကအလွန်အကျွံပေါ့နော် use ကသုံးဆွဲခြင်းမြေဩဇာတွေနဲ့ပိုးသတ်ဆေးတွေကို in agriculture စိုက်ပျိုးရေးလုပ်ငန်းမှာအလွန်အကျွံသုံးဆွဲခြင်းတွေဟာ leads to ဖြစ်စေပါတယ် soil degradation မြေဆီလွှာဖွဲ့စည်းမှုကိုပြိုကွဲစေခြင်းဖြစ်ပေါ်စေပါတယ် Moreover ဒါအပြင် many factories are disposing of their chemical waste which leak into soil layers ဒါအပြင်စက်ရုံတော်တော်များများဟာ disposing လုပ်နေတယ်အဲ့ disposing လုပ်တယ်ဆိုတာလဲသူကစွန့်ပစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲသူတို့ရဲ့ chemical စွန့်ပစ်ပစ္စည်းတွေကို which အဲ့ဒီຢာတွေက leak into soil layer မြေဆီလွှာရဲ့အလွှာတွေထဲကိုစိမ့်ဝင်သွားပါတယ် consequently ဒါကြောင့်
the fertility of the earth soil is being degraded gradually. Fertility of the earth soil အဲ့တော့ကဘာကြီးရဲ့မြေဩဇာကောင်းမွန်ခြင်းတွေဟာ is being degraded အရေးအသွေးနှိမ့်ကျသွားပါတယ်ပြိုကွဲသွားပါတယ် gradually တဖြည်းဖြည်းနဲ့ကဘာကြီးရဲ့စီးလုံးနေတဲ့မြေစီလွှာတွေဟာဒီလိုမျိုးဒီမြေဩဇာတွေစွန့်ပစ်ပစ္စည်းတွေအစိတ်တောက်ရှိတဲ့အညစ်အကြေးတွေကြောင့်ကဘာမြေကြီးရဲ့စီးလုံးနေတဲ့မြေဩဇာကောင်းမွန်နေတဲ့ပုံစံဟာပြိုကွဲခြင်းခံလိုက်ရပါတယ် These chemicals also contaminate the underground water which will pose a serious risk to human health ဒီ chemical တွေကဒီပစ္စည်းတွေက also contaminate ညစ်ညမ်းစေပါတယ် the underground water မြေအောက်ထဲကရေကိုလည်းညစ်ညမ်းစေပါတယ် which အဲ့ဒီရေတွေဟာ will pose ဖြစ်စေလိမ့်မယ် a serious risk ပြင်းထန်တဲ့အန္တရာယ်တစ်ခု to human health လူသားတွေရဲ့ကျန်းမာရေးအတွက်ပြင်းထန်တဲ့အန္တရာယ်တစ်ခုလေးနက်တဲ့ကြီးလေးတဲ့အန္တရာယ်တစ်ခုကိုဖြစ်စေပါတယ် Digital waste and rubbish from landfills are other causes of soil pollution digital waste တွေဆိုတာကတချို့အသုံးမလို့တော့လို့စွန့်ပစ်လိုက်တဲ့ TV တို့ရေခဲသက်တာ aircon တို့နောက်တစ်ခါ computer laptop phone ဒါတွေကိုပြောတာပေါ့နော်အဲ့အမိုက်ဒီနဲ့တဲ့ rubbish ကလည်းအမိုက်ကိုပြောတာနော် digital စွန့်ပစ်ပစ္စည်းတွေနဲ့အမိုက်တွေ from landfill ဆိုတာမြေဖို့တာပေါ့နော်တချို့နေရာတွေမှာရေတွေကိုမြေတွေဖို့ပြီးတော့ကုန်းမြေတွေချက်ထွင်ကြတယ်အဲ့လိုလှုပ်ဆောင်တာကိုသူက landfill လို့ခေါ်တယ်ဖို့မြေနေရာအဲ့တော့မြေဖို့တဲ့နေရာဒါမှမဟုတ်တချို့ကျမြေကျင်းကြီးတွေလို့လည်းဘာသာပြန်ကြအဲ့လိုတွေလည်းရပါတယ်အဲ့တော့မြေကျင်းကြီးတွေကနေဖို့မြေတွေကနေပြီးတော့မှဒီ digital rate တွေ rubbish တွေထွက်လာတယ်အဲ့ဒီအရာတွေဟာတဲ့ other causes of soil pollution နောက်ထပ်မြေစီလွှာညစ်ညမ်းခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်အဲ့တော့အမိုက်တွေကိုမြေဖို့ပြီးတော့မှနေရာတစ်ခုကုန်းမြေတစ်ခုဖြစ်အောင်ဖန်တီးကြပါတော့အဲ့ဒီအမိုက်တွေထဲမှာဘာတွေပါလာလဲဆိုရင်ခုနပြောတဲ့ digital waste တွေနဲ့ရိုးအမိုက်တွေပါလာတယ်အဲ့ဒီအရာတွေကမြေကြီးထဲမှာသူကနှစ်ပေါင်းများစွာကြာတဲ့အထီကိုမပြတ်မစည်းပဲမပြိုကွဲပဲနဲ့ရှိနေတယ်အဲ့ခါကျတော့မြေစီလွှာတွေပြေးပြေးနဲ့ဒီအမိုက်တွေကြောင့်ပျက်စီးသွားတယ်ပေါ့နော် Deforestation is another significant factor that causes soil erosion. Deforestation ဆိုတာတစ်တောပြုန်းတီးခြင်းသည်နောက်ထပ် significant factor သိတာတဲ့အချက်တစ်ခုဖြစ်တယ်။ that အဲ့ဒီအရာက cause ဖြစ်စေတဲ့ soil erosion မြေစီလွှာတိုက်စားခြင်းကိုဖြစ်ပေါ်စေတဲ့သိတာထင်ရှားတဲ့နောက်ထပ်အချက်တစ်ခုဖြစ်ပါတယ်။ As a result of this ဒီအရာကြောင့် our planet loses millions of tons of topsoil each year ကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးဟာနှစ်စဉ်မြေစီလွှာတန်တန်းပေါင်းများစွာကိုဆုံးရှုံးနေရပါတယ် Trees keep the land fertile သစ်ပင်တွေကမြေသားကိုမြေဩဇာကောင်းမွန်အောင်ထိန်းသိမ်းပေးထားတယ် but ဒါပေမဲ့ with fewer and fewer trees သစ်ပင်တွေနည်းတဲ့နည်းလာခြင်းဟာ the soil ကမ္ဘာကြီးမြေစီလွှာတွေဟာ will be blown away by the wind လေကနေတိုက်ခတ်ခြင်းကိုခံရနိုင်ခြေရှိသလို washed away by rain မိုးရေတွေရဲ့ဆေးကြောလိုက်ခြင်းကိုလည်းခံရပါတယ်အဲ့တော့မိုးတွေရွာတဲ့အခါမှာမြေကြီးတွေကမိုးရေတွေနဲ့အတူအရေပျော်ပြီးတော့မှဒီဥပမာတောင်ပေါ်မှာဆိုလို့ရှိရင်တစ်ပင်တွေကမရှိတော့တဲ့အတွက်တောင်ပေါ်ကနေမြေပြိုမှုတွေရေနဲ့အတူတူမြေသားတွေပါသွားမှုတွေနဲ့အတူမြေကြီးတွေကဆုံးရှုံးနေရတယ်ပေါ့နော်လေတိုက်စားတဲ့အခါမှာလည်းတစ်ပင်တွေမရှိရင်မြေတွေကလွင့်ထွက်သွားတယ်ပေါ့နော်အဲ့မြေကြီးကအပေါ်ယံလွှာတွေဆုံးရှုံးတာပေါ့နော် and healthy soil will intensify the existing threat of food and nutritional insecurity and healthy soil ကျန်းမာရေးနဲ့မညီညွတ်တဲ့မြေစီလွှာမကျန်းမာတဲ့မြေစီလွှာပေါ့နော်မကျန်းမာတဲ့မြေစီလွှာဟာ will intensify ပို့ပြီးတော့ပြင်းထန်လာတဲ့ the existing threat လက်ရှိချိန်ချောက်မှုတွေ of food အစားအသောက်တွေနဲ့ nutritional insecurity အာဟာရဆိုင်ရာမလုံခြုံမှုတွေကိုပြင်းထန်စွာချိန်ချောက်လာပါလိမ့်မယ်မြေကြီးကမကျန်းမာဘူးဆိုရင်တို့တွေစားတောက်နေတဲ့အစားအသောက်တွေနဲ့အာဟာရတန်ဖိုးတွေကလုံးဝကိုအန္တရာယ်မြင့်လာမယ်ပေါ့နော်နောက်တစ်ခု noise pollution noise commonly defined as unwanted or excessive sound is another environmental pollutant ဆူညံတန်ဆိုတာတဲ့
commonly အများအားဖြင့် defined as အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ် unwanted မလိုချင်သော or ဒါမှမဟုတ် excessive portion နေသော sound အသံတွေဖြစ်တယ်မလိုလားအပ်တဲ့အသံတွေနောက်တစ်ခါလိုရာထက်ပိုနေတဲ့အသံမျိုးတွေကိုစူညံတံလို့သတ်မှတ်တာပါနော်၎င်းတို့သည် is another environmental pollutant နောက်ထပ်ပတ်ဝန်းကျင်ဆိုင်ရာညစ်ညမ်းမှုပစ္စည်းပဲဖြစ်ပါတယ်Noise pollution is born of urbanization, industrialization, and technological advances. အဲ့တော့အတန်ညဉ့်ညမ်းခြင်းဆိုတဲ့ကိစ္စကြီးဖြစ်ပေါ်လာတယ်သူကမွေးဖွားလာတယ်ဆိုတာဖြစ်ပေါ်လာတယ်လို့ပြောချင်တာပေါ့နော်ဘယ်ကနေဖြစ်ပေါ်လာလဲဆိုရင် urbanization ပေါ့မြို့ပြလူနေမှုအဖွဲ့အစည်းတွေကြောင့်ဖြစ်ပေါ်လာတာနောက်တစ်ခါ industrialization ဆိုတာစက်မှုဖွံ့ဖြိုးတိုးတက်လာမှုတွေကြောင့်ဖြစ်ပေါ်လာတာ technological advances နည်းပညာတိုးတက်မှုတွေကြောင့် noise pollution တွေဖြစ်ပေါ်လာတာဖြစ်ပါတယ် The primary sources of noise pollution include construction sites, industrial areas, forms of transport such as automobiles, trains, and airplanes, and cultural activities like festivals. Primary ဆိုတာကမူလ sources ကအရင်းမြစ်တွေ of noise pollution အတန်ညဉ့်ညမ်းခြင်းရဲ့မူလအရင်းမြစ်တွေထဲမှာဘာတွေပါဝင်လဲ include ပါဝင်ပါတယ် construction site ဆောက်လုပ်ရေးနေရာများ industrial area စက်မှုလုပ်ငန်းနေရာများ forms of transport တည်ယူပို့ဆောင်ရေးစနစ်တွေနဲ့တည်ယူပို့ဆောင်ရေးစနစ်တွေထဲမှာ such as automobiles မော်တော်ကားတွေ trains ရထားတွေနဲ့ and airplanes လေယာဉ်ပျံတွေနဲ့ and cultural activity ယဉ်ကျေးမှုလှုပ်ဆောင်ချက်တွေလှုပ်ရှားမှုတွေ like festival ပွဲတော်တွေလိုမျိုးယဉ်ကျေးမှုလှုပ်ရှားမှုတွေကြောင့်ဒီအတန်ညဉ့်ညမ်းခြင်းတွေကဖြစ်ပေါ်လာတာဖြစ်ပါတယ် Noise causes physical and psychological harm and reduce the quality of life for those who are exposed to it. အတန်ဆူညံခြင်းတွေကဖြစ်ပေါ်စေပါတယ် physical and psychological harm ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအန္တရာယ်များကိုဖြစ်ပေါ်စေနိုင်တယ် and reduce ရှော့ချပေးလိုက်တဲ့ the quality of life လူဘဝတွေရဲ့အရေးသွေးတွေ for those လူတွေအတွက် who are exposed to it အဲ့ဒီအရာကိုတွေ့ကြုံခံစားနေရတဲ့လူတွေရဲ့ဘဝအရေးသွေးတွေကိုလည်းရော့ပါစေပါတယ်အဲ့တော့စူညံတန်တွေကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းတွေကတော့ပွဲတော်လိုလှုပ်ရှားမှုမျိုးတွေယဉ်ကျေးမှုပွဲတော်တွေဥပမာတို့မြန်မာနိုင်ငံမှာဆိုကထိန်ပွဲတော်တို့ပါနော်အဲ့ဆိုရင်သူက box တွေနဲ့အရန်ကိုပေါ့နော်အတန်တွေစူညံနေအလူပန်းတက်တွေဒီလိုမျိုးတွေပေါ့နော်နောက်တစ်ခါကျတော့ဒီလေးမြန်ရထားတို့ကားတို့ကနေလည်းစူညံတန်တွေကထွက်တာပဲနော်စိုက်ရော်လုံယုံတွေကနေလည်းထွက်တယ်နောက်တစ်ခါဒီစောက်လို့ရေးလုပ်ငန်းတွေကနေလည်းစူညံတန်တွေထွက်တယ်ပေါ့နော်ဒါတွေက noise pollution ကိုဖြစ်ပေါ်စေတာပေါ့နော်အဲ့တော့ noise pollution ဖြစ်လာပြီဆိုရင်လူသားတွေကဘယ်လိုတွေခံစားရလဲဆိုရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာမှာသူအန္တရာယ်တွေရှိလာပြီအဲ့ရုပ်ပိုင်းဆိုင်ရာဆိုတာကကျန်းမာရေးအန္တရာယ်တွေဖြစ်လာနိုင်တယ်နောက်တစ်ခုကနားတွေဘာတွေဆိုလဲခဏခဏကျေလောင်တဲ့အတန်တွေကြာရင်အကြားအာရုံတွေဖြည်းဖြည်းနဲ့ဆုံးရှုံးလာတာတွေဖြစ်နိုင်တယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာဆိုတာကဒီစူညံတန်ကိုအမြဲတမ်းကြားနေတဲ့လူတွေက aggressive ဖြစ်တယ်သူကစိတ်တူလွယ်တယ်စိတ်မကြည်တော့ဘူးနောက်တစ်ခါ annoying ဖြစ်နေတာပေါ့နော်သူကအမြဲတမ်းစိတ်ဆက်နေတာပေါ့နော်နောက်ပြီးတော့အတန်ဆူညံမှုနဲ့အမြဲတမ်းထိတွေ့နေတဲ့လူရဲ့ quality ကလည်းတဖြည်းဖြည်းနဲ့ရော့လာတယ်ရော့ကျလာเนาะအရေးသွေးရော့ကျလာတတ်တယ် In response to loud noise, heartbeat and respiration accelerate, blood vessels constrict, and the skin pales and muscle tense. ဒါကတော့ဒီဆူညံတန်တွေကိုပြန်လဲတုံ့ပြန်တဲ့ခန္ဓာကိုယ်ရဲ့ပုံစံတွေပေါ့နော် response ဆိုတာတုံ့ပြန်တာ loud noise ကျေလောင်တဲ့အတန်ကိုပြန်လဲတုံ့ပြန်ခြင်းမှာ heartbeat နှလုံးခုန်နှုန်းတွေနဲ့ respiration အသက်ရှူနှုန်းတွေက accelerate မြန်ဆန်လာပါတယ် blood vessel သွေးကြောတွေကလည်း constrict ညှစ်လာပါတယ်တနည်းအားဖြင့်သွေးကြောတွေကျုံလာတယ်ပေါ့နော် the skin pales အရေပြားကလည်းအယောင်ဖြော့သွားပါတယ် and muscle tense ကြွက်သားတွေတင်းမာလာပါတယ် in the long run noise can cause hypertension hearing loss and emotional problems such as depression aggression irritation frustration and anxiety in the long run ရေရှည်မှာတဲ့ noise စူညံတန်တွေဟာ can cause ဖြစ်စေနိုင်ပါတယ် hypertension သွေးတိုးခြင်း hearing loss အကြားအာရုံဆုံးရှုံးခြင်း and ပြီးတော့ emotional problem စိတ်ခံစားမှုပိုင်းဆိုင်ရာပြဿနာတွေလည်းဖြစ်နိုင်တယ် such as ဥပမာ depression
စိတ်တက်ကြခြင်း aggression ဒေါသထွက်ခြင်းရန်လိုခြင်း irritation စိတ်တူနေခြင်း frustration စိတ်ပြက်လက်ပြက်ဖြစ်ခြင်းစိတ်လိုမကျဖြစ်တာကို frustration လို့ခေါ်တာပေါ့နော် and anxiety စိုးရိမ်စိတ်များခြင်းလိုမျိုးပြဿနာတွေဖြစ်နိုင်ပါတယ် Light pollution is the overuse or underuse of artificial outdoor light Light pollution အလင်းညဉ့်ခြင်းဆိုတာတဲ့ is the overuse ဆိုတာက use too much သုံးတာများလွန်းတယ်ပေါ့နော် or ဒါမှမဟုတ်ရင် underuse use too little ဖြစ်တယ်လို့ပြောချင်တာအလွန်သုံးတာနည်းပါးလွန်းနေမိန်လေးပဲသုံးနေဆိုတဲ့အထိပ္ပယ်ပေါ့နော် artificial outdoor light ဆိုတာကအပြင်ဘက်အလင်းရောင်အတုဆိုတာကပေါ့နော်ဒီမီးတွေကိုပြောချင်တာပါလျှက်စစ်မီးလုံးတွေအဲ့တော့ဒီလျှက်စစ်မီးတွေကိုအပြင်ကဒီနေရောင်ခြည်မဟုတ်တဲ့အလင်းရောင်မျိုးတွေကိုတဲ့အလွန်ကျွံ overuse သုံးစွဲခြင်းနဲ့ underuse သုံးတာနည်းလွန်းခြင်းတွေကြောင့်ဖြစ်တာဖြစ်ပါတယ်တဲ့ and it causes problems ၎င်းဟာပြဿနာတွေကိုဖြစ်စေတယ် to all living things သက်ရှိတွေအတွက်ပြဿနာတော်တော်များများကိုဖြစ်စေပါတယ် To understand this better ဒီကိစ္စကိုပုံမနားလည်စေဖို့ we need to be familiar with three terms ကအခေါ်အဝေါ်အသုံးလုံးပေါ့နော် familiar with ဆိုတာကရင်းနှီးသိကျွမ်းနေဆိုတဲ့အဓိပ္ပာယ်အဲ့တော့ familiar ဆိုတာတကယ်တော့သူက know ဆိုတဲ့အဓိပ္ပာယ်ပါပဲเนาะကျွန်တော်တို့အခေါ်အဝေါ်သုံးမျိုးသိဖို့လိုအပ်ပါတယ် diurnal nocturnal and crepuscular အဲ့တော့ diurnal ဖြစ်တယ်ဆိုတာကတဲ့ means active during daytime နေ့အချိန်ဘက်အတွင်းမှာ active ဖြစ်တာပေါ့เนาะလှုပ်ရှားတက်ကြွနေတာပေါ့နေ့အချိန်မှာရှင်သန်နေတာကိုပြောချင်တာ nocturnal means active during night time nocturnal ဆိုတာကတော့ညဘက်အချိန်အတွင်းကြမှာလှုပ်ရှားနေတဲ့အခြေအနေမျိုးကိုပြောတာဖြစ်တယ် and crepuscular means active during the twilight hours of dawn and dusk သူက twilight နာရီတွေမျိုးတွေ twilight ဆိုတာကဘယ်လိုအချိန်မျိုးလဲဆိုတော့ twilight ကဒီညနေစီးစာတစ်ခုတည်းပါမဟုတ်ဘူးမနက်အာရုံတက်ချိန်ကိုလည်းပဲ twilight လို့ပြောလို့ရတယ်အဲ့တော့ dawn and dusk ဆိုတော့ဒီမှာရေးထား dawn ဆိုတာကအာရုံတက်ချိန် dusk ကတော့ညနေဘက်မှောင်ရီပြိုးစအချိန်မျိုးတွေပေါ့နော်အဲ့တော့အလင်းနေရောင်ခြည်ရဲ့အလင်းနဲပါနေတဲ့အချိန်မှုန်ပြအချိန်ကလေးတွေကို twilight hour လို့ခေါ်တာပေါ့နော်အဲ့ဒီအချိန်အတွင်းမှာလှုပ်ရှားတဲ့အခြေအနေမျိုးကို crepuscular ဖြစ်တယ်လို့ခေါ်ပါတယ်အခြေအနေ၃ရက်ရှိတယ် For example ဥပမာ some people find that they can work better during the day than during the night တချို့လူတွေကတဲ့ find ဆိုတာခံစားရတယ်တဲ့ they can work better သူတို့ကအလုပ်ကိုပုံမကောင်းမွန်စွာလုပ်နိုင်တယ် during the day နေ့ဘက်မှာပေါ့နော် than during the night ညဘက်မှာထက်နေ့ဘက်မှာကအလုပ်ကိုလုပ်တာပိုပြီးတော့ကောင်းမွန်ကြတယ်အဲ့ဒါတော့ပုံမှန်လူတွေကိုပြောချင်တာပေါ့နော် such people are diurnal အဲ့လိုလူမျိုးတွေကို diurnal လို့ခေါ်တယ် animals such as lions tigers cows deer and birds such as crows sparrows kites and eagles also are diurnal because they hunt for food during the day တလိမ့်ဆန်တွေထဲမှာဆိုလဲချင်းသေးကြားနွားသမင်းငှက်အစရှိသဖြင့်ငှက်တွေထဲမှာဆိုလို့ရှိရင်လဲကြီးကန်းတွေစာကလေးတွေကိုက်ကစွန်တွေ and eagles ကလေးယုံငှက်တွေသူတို့တွေကလည်း diurnal အမျိုးအစားတွေပဲဘာလို့လဲဆိုတော့ they hunt သူတို့ကအမေးလိုက်ကြတယ် for food အစားအစာကို during the day နေ့ဘက်တွင်မှာပဲသူတို့ကအမေးလိုက်ကြလို့ဖြစ်ပါတယ် on the other hand တခြားတစ်ဖက်မှာလည်း there are some people who find that they work better during the night than during the day တချို့လူတွေကဆိုရင်နေ့ဘက်အချိန်ထက်ညဘက်အချိန်ကြမှာအလုပ်လုပ်ရတာကိုပိုပြီးတော့ကောင်းတယ်လို့ခံစားရတယ် such people are nocturnal အဲ့လိုလူမျိုးတွေက nocturnal တွေဖြစ်တယ်ညဘက်မအိပ်ကြဘူးเนาะနေ့ဘက်ကြမှာအိပ်ပြီးတော့ညဘက်ကြမှာဂိမ်းနေကြတယ်တချို့ကြလည်းအလုပ်တွေလုပ်ကြတယ် so are leopards cats snakes bats and owls because they are active during night time တလိမ့်ဆန်တွေထဲမှာဆိုရင်ဒီကြက်သစ်တို့ leopards နောက်တစ်ခါကြောင်တွေမွေးတွေ birds လင်းတို့တွေနဲ့ owls ဒီကွက်တွေသူတို့တွေကလည်းဟိုစားရ nocturnal တွေเนาะဘာကြောင့်လဲဆိုတော့သူတို့တွေကညဘက်အချိန်တွေမှာပဲသူတို့လည်းပဲ active ဖြစ်တဲ့တတ္တဝါတွေဖြစ်လို့เนาะ moths some species of honeybees and a few species of bats and owls are active only during the hours of dawn or dusk they are crepuscular အဲ့လူတွေထဲမှာတော့ crepuscular အမျိုးအစားမရှိဘူးတလိမ့်ဆန်တွေထဲမှာဆိုရှင် moths ပိုးဖလန်ကောင်တွေနော်
some species of honey bees တချို့သောပြားမျိုးစိတ်တွေ and a few species of bats လင်းတို့မျိုးစိတ်အနည်းငယ်တွေနဲ့ owls ဇီးကွက်မျိုးစိတ်အနည်းငယ်တို့ကတော့ active သူတို့ကတော့လှုပ်ရှားကြတယ် only during the hours of dawn or dusk အောင်တက်ချိန်သို့မဟုတ်မှောင်ပြိုးစအချိန်နိုင်ပိုင်းတွေမှာသူတို့က active ဖြစ်ကြတယ်ပေါ့နော်သူတို့တွေကို crepuscular တွေလို့ခေါ်ပါတယ် The ill effects of light pollution are many ill effects ဆိုတာကဆိုးကျိုးလို့ပြောတာ drawbacks disadvantage weakness ပေါ့နော်အဲ့တော့ဒီ light pollution ရဲ့ဆိုးကျိုးတွေကတော့အများကြီးပါပဲ for instance ဥပမာအားဖြင့်ပြောရရင် light that is too bright can damage our vision light that too bright တောက်ထိန်လုံးတဲ့အလင်းရောင်တွေဟာ can damage ပျက်စီးစေနိုင်ပါတယ် our vision ကျွန်တော်တို့ရဲ့အမြင်အာရုံကိုပျက်စီးစေနိုင်တယ် so does insufficient light အဲ့ဒီလိုမျိုးပဲမလုံလောက်မမျှတာတဲ့အလင်းရောင်တွေကလည်းကျွန်တော်တို့ရဲ့အမြင်အာရုံကိုပျက်စီးစေနိုင်တယ်လုံလောက်မှုမရှိတဲ့အလင်းရောင်ဆိုတော့မှိန်နေတဲ့အလင်းရောင်ကိုပြောချင်တာ A bright light has been found to cause sleep disorders such as sleep deprivation which in turn causes stress headaches and increasing anxieties A bright light ထိန်တောက်နေတဲ့အလင်းဟာ has been found တွေ့နိုင်တယ် to cause sleep disorder အိပ်စက်ချိန်ကမောက်ကမဖြစ်စေခြင်းတွေကိုဖြစ်ပေါ်စေတယ်လို့ကျွန်တော်တို့မြင်တွေ့ရပါတယ်ဆက်ချက်ဘလို့ကိစ္စမျိုးလဲဆိုတော့ဥပမာ sleep deprivation အိပ်ရေးပြတ်ခြင်းအဲ့တော့အလင်းရောင်ရှိနေလို့ရှင်အိပ်မပျော်တဲ့အခါအိပ်ရေးပြတ်ခြင်းတွေဖြစ်လာနိုင်တယ် which in turn အဲ့ဒါတွေကနေတဆင့် causes ဖြစ်စေတယ် stress စိတ်ဖိစီးမှုတွေ headaches ခေါင်းကိုက်ခြင်းတွေ and increasing anxiety စိုးရိမ်မှုတွေကိုလည်းတိုးမြင့်လာစေပါတယ် bright artificial nightlight has been found to upset the food hunting pattern of many nocturnal and crepuscular creatures ထိန်တောက်နေတဲ့အလင်းအတုတွေပေါ့နော်ညဘက်မှာဖွင့်တဲ့မီးတွေကိုပြောချင်တာအဲ့ဒီမီးတွေကိုတဲ့ has been found တွေ့ရှိရတယ် to upset ဒုက္ခရောက်စေတဲ့ the food hunting pattern အစာရှာတဲ့ပုံစံကိုအခက်အခဲကမောက်ကမဖြစ်စေတဲ့ of many nocturnal and crepuscular creature nocturnal နဲ့ crepuscular တတ္တဝါလေးတွေကိုအနောက်ရှက်ပေးပါတယ်သူတို့အစာလိုက်တဲ့အခါမှာအလင်းရောင်တွေရှိနေတဲ့အတွက်သူတို့ကအမှောင်ထဲမှာအစာကိုရှာတဲ့တတ္တဝါလေးဖြစ်တဲ့အတွက်သူတို့အတွက်အလွန်မင်းဒုက္ခရောက်တယ်ပေါ့နော် To minimize the effects of environmental pollution what should we do To minimize နည်းနည်းသမျှနည်းစေဖို့ the effects သက်ရောက်မှုတွေကို of environmental pollution ပတ်ဝန်းကျင်ဆိုင်ရာညစ်ညမ်းမှုတွေရဲ့သက်ရောက်မှုတွေကိုနည်းနည်းသမျှနည်းစေဖို့ what should we do ကျွန်တော်တို့ဘာလုပ်သင့်တယ်လဲWhat are the possible solutions to some environmental problems that come about as a result of pollution? What are the possible solutions? ဖြစ်နိုင်တဲ့အဖြေတွေကဘာတွေလဲ To some environmental problem တချို့သောပတ်ဝန်းကျင်ဆိုင်ရာပြဿနာများအတွက်အဖြေတွေ that အဲ့ဒီຢာတွေက come about ပေါ်ပေါက်လာတဲ့ as a result of pollution ညဉ့်ညမ်းခြင်းရလဒ်ကိုပေါ်ပေါက်လာစေတဲ့ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတချို့အတွက်ဖြစ်နိုင်တဲ့အဖြေတချို့ကဘာတွေလဲဖြစ်နိုင်တဲ့အဖြေတွေကဘာတွေလဲ We must reduce our use of fossil fuels and promote the use of friendly sources of energy like the sun, wind and water. We must reduce ကျွန်တော်တို့ short ချရမယ် our use of fossil fuel ကြောက်ဖြစ်ရုပ်ကျွင်းလောင်စာတွေကိုအသုံးပြုမှုတွေကို short ချရမယ် and promote မြင့်တင်ရမယ်တိုးမြင့်ရမယ် the use of friendly sources of energy အဲ့တော့ကျွန်တော်တို့နဲ့ရင်းနှီးနေတဲ့စွမ်းအင်အမျိုးအစားအရင်းမြစ်တွေကိုကျွန်တော်တို့သုံးပြုရမယ်ဥပမာ the sun နေရောင်ခြည်တို့ wind လေတို့ and water ရေတို့လိုမျိုး friendly sources of energy မျိုးတွေကိုသုံးပြုမှုတွေမြင့်တင်ရမယ် Although it is impossible to shut down factory there should be stricter laws to prevent them from polluting the environment Although တော့လေ it is impossible မဖြစ်နိုင်တော့လေ to shut down factories စက်ရုံတွေကိုပိတ်ပစ်ဖို့ဆိုတာမဖြစ်နိုင်တော့လေ there should be stricter law ပုံမတင်းကျပ်တဲ့ဥပဒေတွေတော့ရှိတဲ့နဲ့ to prevent တားဆီးကာကွယ်ပေးနိုင်ဖို့ them သူတို့ကို from polluting the environment ပတ်ဝန်းကျင်ကိုညစ်ညမ်းအောင်လုပ်နေခြင်းမှာတားဆီးနိုင်ဖို့အတွက်ပုံမတင်းကျပ်တဲ့ဥပဒေတွေတော့ရှိတဲ့ပါတယ် Forests must be protected because trees take in carbon dioxide
တစ်တောတွေကိုကာကွယ်ပေးရမယ်။ဘာကြောင့်လဲဆိုတော့တစ်ပင်တွေကကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေကိုသူတို့ကယူကြလို့ဖြစ်ပါတယ်။ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေကိုသူတို့တွေကအပင်တွေကရှူသွင်းကြတယ်ပေါ့နော်။အဲ့ခါကျတော့ခြေတို့ရဲ့ကဘာမြေကြီးမှာကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေရော့ပါတက်တာစေတယ်ပေါ့နော်။ Fewer fertilizers and pesticides should be used in agriculture. မြေဩဇာတွေနဲ့ပိုးသက်ဆေးတွေကိုနည်းနိုင်သမျှနည်းနဲ့ should be used အသုံးပြုသင့်တယ် in agriculture စိုက်ပျိုးရေးလုပ်ငန်းမှာ we should also try to produce less waste ကျွန်တော်တို့တွေကစူးစမ်းသင့်ပါတယ် to produce ထုတ်လုပ်ဖို့ less waste စွန့်ပစ်ပစ္စည်းနည်းနည်းလေးပဲထုတ်လုပ်ဖို့ကိုစူးစမ်းသင့်ပါတယ် and recycle lots of things that we throw away ကျွန်တော်တို့လွှတ်ပစ်လိုက်တဲ့ပစ္စည်းတော်တော်များများကိုပြန်လည်အသုံးပြုရပါမယ် and we should be judicious in using light during the night as well as day ကျွန်တော်တို့တွေက judicious အမျှော်မြင်ရှိရှိစင်ကြယ်တုံတရားရှိရှိနဲ့ in using အသုံးပြုသင့်ပါတယ် light အလင်းရောင်ကို during the night ညဘက်အတွင်းမှာကော as well as day နေ့ဘက်အတွင်းမှာကောအမျှော်မြင်ရှိရှိနဲ့အလင်းရောင်တွေကိုအသုံးပြုသင့်ပါတယ် if we do not do something ကျွန်တော်တို့တစ်ခုခုမလုပ်ဘူးဆိုရင် to combat pollution ညဉ့်ညမ်းခြင်းကိုတိုက်ဖြတ်ဖို့အတွက်တစ်ခုခုမလုပ်ဘူးဆိုရင်เนาะညဉ့်ညမ်းခြင်းဆိုတာ a hazard to our environment ပတ်ဝန်းကျင်အတွက်အန္တရာယ်တစ်ခုဖြစ်နေတဲ့ညဉ့်ညမ်းခြင်းကိုတိုက်ဖြတ်ချေမှုန်းဖို့အတွက်တစ်ခုခုမလုပ်ဘူးဆိုရင် we will all be loser ကျွန်တော်တို့တွေအားလုံးဟာရှုံးနိမ့်သမားတွေဖြစ်သွားပါလိမ့်မယ် with dire consequences to face တေးရှင်တမျှအရေးကြီးနေတဲ့ရင်ဆိုင်နေရမယ့်အရာကိုရင်မဆိုင်နိုင်တော့တဲ့ရှုံးနိမ့်သူတွေဖြစ်သွားကြပါလိမ့်မယ်